ရဲ့ခမင်းရှင်များဗီဒီမင်းပြိတ္တများခုနှစ်ရက်သားသမီးများအားလုံးမင်္ဂလာပါခင်ဗျာ26ရက်4လ2026ရက်နေ့ဆရာအခုတင်ပြပေးမယ့်ရတရားလေးကိုသိသိရှိတာလေးပြုလုပ်ကြတာအဲ့ဒီရတရားလေးကိုပြုလုပ်ရှင်းအပ်မိတ်ဆွေများလက်လာပါများကိုလန်းတိုးတက်ရှင်အနောက်အရှက်အတိုက်ခိုက်များကင်းရှင်းရှင်စီးပွားရေးလောက်သမျှအဆင်ပြေရှင်တန်စီထားသမျှအကောင့်တွေပေါ်နိုင်ရှင်အနောက်အရှက်တိုက်ခိုက်ရမှန်တယ်များကင်းရှင်းနိုင်ရှင်ဆိုတဲ့၅ချက်နဲ့ဥတည်ထားတဲ့ရတရားလေးဖြစ်ပါလေဗျာဆိုရတရားလေးကတော့လွယ်ပါလေဗျာမိနေရဲ့အရှိမအဝင်ပေါက်ဘယ်ဘက်နဲ့ညာဘက်မှာစနေမုံခေါ်နှစ်နေမုံလေးတနည်းမှာတစ်ခွက်လောက်တင်ထားပြီးတော့ပါပဲအဲ့ဒါလေးကိုညနေ6နာရီ9နာရီခွဲကြမှာအဲ့ဒီစနေမုံလေးကိုနှစ်ခုကိုရောပြီးတော့ရေလေးနဲ့ဖြောတိမ်လုံးပတ်ချမ်းလိုက်ရမှာပဲအဲ့ဒါလေးပတ်ချမ်းတဲ့အချိန်မှာအနောက်ရှက်တိုက်ခိုက်မှန်တယ်များပြင်ရှင်းရေးလက်လာပါများပွင့်လန်းတွတ်တရားပါလို့ဆိုပြီးစူတောင်းပတ်ချမ်းလိုက်ပါဗျမိမိနေတိမ်လုံးကိုပတ်ချမ်းလာပါဗျမိတ်ဆွေများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဗျ